ဒါအခုခောက်ရိုင်မှာရှိတဲ့ဒီဟိုပါပေါ့ National Park မှာပေါ့နော် National Park ထဲမှာလဲနေတာဖြစ်တယ်မနက်ကတော့ရေတံခွန်တစ်ခုတော့သွားပြီးပြီအခုကတော့ဒါနောက်ထပ်ရေတံခွန်အကြီးပေါ့နော်ဒီတောထဲမှာရှိတဲ့ဟိုအမြင့်ပေါ့နော်တော်တော်မြင့်တဲ့ရေတံခွန်လေးတစ်ခုပေါ့ရေတံခွန်ကနေအပြန်မှာလှေကားကတော်တော်လေးမှတ်တယ်မတက်နိုင်ဘူးဟောတယ်လုံးဝတောထဲမှာလှေကားမောတယ်နားနေဆောင်နေရရုပ်ပါအခုမှဟိုပါလဲတဝက်ပဲဟိုပြန်အပြန်ပေါ့နော်အစင်းကတော့အစင်းပြီးသွားပြီစင်းပြီးတော့ရေတံခွန်ကြည့်ပြီးတော့အခုအပြန်လမ်းတဝက်မှာမောလို့အစင်းကမသိတာအတက်ကကြာဆိုအရင်မှတ်တယ်မှတ်တော့တော်တော်လေးမောတယ်လူငယ်တွေနဲ့လူကြီးတွေတောင်မှတော်တော်လေးတက်နိုင်တယ်ပြောရမယ်တော်တော်တက်ကြတယ်မှာအောက်မှာလေးစင်းတောက်လျှောက်သွားနေကြတယ်ကြောက်တိုင်တွေကိုတော့တန်ဆူးကြိုးတွေပတ်ထားတာစင်တွေတော့တောထဲမှာကျတော့စင်ရယ်မြောက်ရယ်တမင်ရယ်ရမ်းများတယ်ပြောတယ်တမင်တွေမြောက်တွေတော့တွေ့တယ်ပေါ့နော်စင်တကောင်မှတော့မတွေ့သေးဘူးဒီဟာတွေဆိုရင်ထင်တာတော့အဲ့စင်တွေပေါ့စင်တွေမထွက်ရအောင်တို့အဲ့လိုမျိုးကြောက်တိုင်ချန်စီယိုပေါ့နော်ချန်စီယိုပုံစံမျိုးလေးတွေလောက်ထားတာတော်တော်ဒီတော်နတ်ကြီးထဲမှာနော်တော်တော်လေးလောက်ထားတာဒါလေးတွေကကြတော့သူကဒီလမ်းတောက်6ဆိုလို့ရှိရင်ဒီတော်ရိုင်းစင်တွေပေါ့နော်အဲစင်တွေသွားတဲ့နေရာဆိုပြီးတော့သူဒီမှာရေးထားတယ်ရေးကတော့မိုးရသည်ဆိုတော့ရေးစီးတော့တော်တော်လေးကျန်းတယ်အဲကြောင့်စင်တွေလည်းမတွေ့ရတာလားတော့မသိဘူးဒါတော့ပြန်စင်းတဲ့လမ်းမှာစင်းနေပါပြီတော်တော်လေးတော့ fresh ဖြစ်တယ်သူကရေးမှုန်နေလေအကောင်လုံးခဏကိုနောက်နည်းနည်းလောက်7မိနစ်လောက်ထပ်နေမယ်ဆိုလို့ရှင်တကူလုံးတော့ရွှဲသွားလိမ့်မယ်အဲ့ဒီရေတကောင်တော့ရေစီးအပေါ်ကနေရမ်းမြင့်တော့လေတော်တော်လေးရေအမှုန်အမွှားတွေတော်တော်လေးထူတယ်ဒီမှာပေါ့နော်ဒီရေတွေဆင်းတာပေါ့တောက်လျှောက်